ကဲဒီနေ့မှာဘွေးစားတွေအကြောင်းနည်းနည်းပြောမယ်အဲ့တော့ဘွေးစားလို့ပြောလိုက်ရင်အရန်ချစ်စရာကောင်းတဲ့ဘွေးစားကောင်းတဲ့ဘွေးစားစိတ်ထားကောင်းတဲ့ဘွေးစားသူများကိုကူညီတတ်တဲ့ဘွေးစားတွေအများကြီးရှိသလိုတစ်ဖက်မှာအရန်ယဉ်ညတ်တဲ့လုံးဝအကြည့်မကောင်းတဲ့ဘွေးစားတွေအများကြီးရှိတယ်ငွေတစ်ခုကိုပဲကြီးပြီးမှလှုပ်ရှားနေတဲ့ဘွေးစားတွေအများကြီးရှိတယ်အဲ့တော့တစ်ဖက်လူတွေကကုနိုင်ငံအချင်းတွေမကောင်းလို့သူများနိုင်ငံမှာအလုတ်လာလို့ဖို့အလုတ်လာလို့ပါတယ်ဆိုမှတစ်ဖက်မှာငွေတွေကအစမတန်အများကြီးယူပြီးမှလမ်းတဝဲတွေမှာပြီးချထားလိုက်တဲ့လူတွေအများကြီးတော်ဒုက္ခရောက်နေတဲ့သူတွေအများကြီးအလုတ်လည်းမရှိတချို့ဆိုအလုတ်လည်းမရှိအင်ခလာခမင်းခရေခပေးရတာနဲ့ဒီဘွေးစားတွေလှုပ်ရှားသွားတာကတစ်ဖက်ခုမြန်မာပြည်သားတွေအရန်ဒုက္ခရောက်နေတဲ့လူတွေအများကြီးပဲအဲ့တော့နည်းနည်းတော့စာနာပေးပါလို့ငွေရဖို့တခုထဲနဲ့ဒီလိုမကောင်းတဲ့အရာတွေမလုပ်စားကြပါနဲ့ဒုက္ခရောက်တာလေခုနိုင်ငံကလူအချင်းချင်းပဲဘွေးစားဆိုတော့ငွေတော့ယူမှာပဲဒါပေမဲ့တန်အောင်တော့ယူကြဖို့